အားလုံးမင်္ဂလာပါဒီနေ့ကဩဂတ်13ရက်နေ့ပါဒီနေ့သင်ခန်းစာကျွန်တော်ရခဲ့တဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့20 EMA မဖောက်ရင်မရောင်းနဲ့ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်အဲ့တော့ဒီနေ့ Tesla ကိုကျွန်တော်ကြည့်တယ်မိုးလင်းမှာဒီလိုအချောင်းရှည်တက်သွားတယ်တကယ် giant green candle တက်သွားတဲ့အတွက်ဒီနေရာလောက်မှာကျွန်တော်ဝင်ဝယ်လိုက်တယ်တကယ်ဝယ်တာလည်းမှန်တယ်ပေါ့နော်အဲ့တော့ဒီအချောင်းတက်သွားပြီးတော့အဲ့မှာနေ morning ပေါ့မနေ့အစောဆုံးပါပဲ80လောက်မြက်နေပြီဆိုတော့ကိုကလည်းခရိုင်းနေရှုံးထားတာဆိုတော့80လောက်ရပြီဆိုတော့စောစီးပဲအမြဲယူလိုက်မယ်ဆိုယူလိုက်တယ်ဒီကောင်ပြန်ဆင်းသွားတယ်ပြန်ဆင်းသွားပြီးတော့မှနောက်လျှောက်တက်တော့တာပေါ့နော်ကျွန်တော်လည်းတခြားဟာတွေအာယုံဆိုင်နေတော့ Tesla ကိုမကြည့်လိုက်ဖြစ်ဘူးအဲ့ချိန်မှာတောက်လျှောက်ကြီးတက်သွားတာအဲ့တော့33 tip ကနေပြီးတော့တက်လိုက်တဲ့ဟာကနောက်လျှောက်တက်သွားတယ်တက်သွားပြီးတော့ဒီနေရာမှာဆိုရင်ဒါ20 EMA ကိုပြန်ထိတယ်ပုံမှန်အတိုင်းဆိုလို့ရှိရင်ဈေးကျပြီဆိုရင်ရောင်းတယ်ပေါ့နော်ကျွန်တော်တို့မသိတော့ဆိုရင်တကယ်ဆိုရင်တော့ဒီ20 EMA ကိုမဖောက်တဲ့၍ရောင်းစရာမလိုဘူးမရောင်းဘဲနဲ့သွားလို့ရတယ်ပေါ့နော်အဲ့တော့သူ့ကိုမရောင်းဘဲနဲ့ကျွန်တော်တို့ဆက်ကင်မယ်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒါတောက်လျှောက်တက်သွားတာပေါ့လေအဲ့တော့ဒီမှာမမီလိုက်တဲ့သူတွေကဒီနေရာမှာလဲဝင်လို့ရတယ်ပေါ့နော်9 EMA ကိုပြန်ဖောက်ပြီးတော့ဒီလိုပြန်တက်သွားပြီဆိုရင်တော့ဒါကကျွန်တော်တို့အဲဈေးတက်မဲ့လက္ခဏာပေါ့လေပြီးတော့ဇုံတိုင်းမယ်ဆိုလို့ရှိရင်လည်းဒီမှာဆိုရင်ဒီတစ်စုံရှိတယ်ဒီတစ်စုံရှိတော့ဒီအောက်မှာဆိုရင်လည်းဒီသူ့ရဲ့ကြထားတဲ့ဈေးနှုန်းပေါ့ဗျာဒီမှာဒီလိုတက်တစ်စုံတိုင်းလို့ရပါတယ်20 EMA နဲ့တိုက်ပြီးတော့20 EMA ဆိုအနီလိုင်းလို့ပြောတာပါဒီ20 EMA နဲ့တိုက်ပြီးတော့ဒီနားမှာတစ်စုံတိုင်းလိုက်လို့ရတယ်အဲ့ဒါဆိုနှစ်စုံဖြစ်သွားပြီပေါ့နော်ဒီလိုနှစ်စုံဖြစ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဈေးဆက်တက်မလားကျမလားဆိုတော့တွက်လို့ရပါတယ်နော်တွက်လို့ရတယ်ဆိုတော့အဲ့တော့တကယ်ဒီနေ့Tesla ရဲ့ day ပါမနေ့ကဆိုရင် Tesla တောက်လျှောက်ကြပြီးတော့မှသူဈေးတစ်နေ့ကိုမတက်ဘူးညနေဆောင်လေးကျမှတက်ချင်တဲ့ပုံစံပြသွားတော့အဲ့တော့ဒီနေ့မနက်မှာတောက်လျှောက်တက်တော့တာပေါ့နော်အဲ့တော့တောက်လျှောက်တက်သွားတယ်20ရဲ့9 EMA ကိုထိတယ်အဖြူလိုင်းလေးကိုထိလိုက်ပြန်တက်လိုက်အဖြူလိုင်းလေးကိုထိလိုက်နေနောက်ဆုံးဈေးကွက်ပိတ်တဲ့အထိ20 EMA ကိုပဲထိသွားပြီမဖောက်သွားပါဘူးအဲ့တော့ဈေးနှုန်းကဘယ်လောက်ထိတက်သွားလဲဆို331ကနေပြီးတော့340အထိ6ချက်လောက်တက်သွားပါတယ်အဲ့တော့ကျွန်တော်ရောင်းခဲ့တာမှားသွားတာပေါ့နော်စောသွားတာပေါ့အမှန်ဒီနားမှာရောင်းလိုက်တာတော်တော်လေးစောပါတယ်ကိုလည်းအမြတ်လိုချင်လို့ရောင်းလိုက်တာပေါ့လေ80လောက်မြတ်ပြီဆိုတော့ခိုင်းနေလဲရှုံးတော့ဒီနေ့အနိုင်နဲ့ဖွင့်ကျင်တယ်ဆိုပြီးရောင်းလိုက်တာတကယ်အဲ့ကောင်မရောင်းမနဲ့ဆက်ကင်လိုက်မယ်ဆိုရင်ကျွန်တော်မှဒီ reset အရာကြည့်လိုက်တာပေါ့နော်ဟိုဟာလောက်ထိမြတ်သွားပါတယ်600ကျော်လောက်ထိအမြတ်ပေးတယ်ပေါ့နော်300ရင်းတာနှစ်ဆနောက်ထပ်600အမြတ်ပေးတယ်စုစုပေါင်းဆိုအရင်မှာပေါင်း900ကျော်လောက်ထိရတဲ့အနေအထားတွေဖြစ်သွားပါတယ်လို့အဲ့တော့ဒါကအဲ့တော့20 EMA ကိုမထိရင်မဖောက်ရင်မရောင်းပဲနေလို့ရပါတယ်เนาะအဲ့ဒါလေးကိုသင်ခန်းစာတစ်ခုအနေနဲ့မှတ်သားထားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်